Online TED Talk စီစဉ်တာပါလူမဟုတ်ပဲစက်ရုပ်တရုတ်ကရဲဖမ်းတာခံရတယ်ဆိုရင်တင်ရုံမလားကမ္ဘာပထမဆုံးရဲဖမ်းခံရတဲ့စက်ရုပ်ကြီးဆိုတာကိုကြားဘူးပြီလားပြီးခဲ့တဲ့ match လ9ရက်နေ့ကမကာအိုမြို့မှာတကယ်ပဲဖြစ်သွားခဲ့တာပါအသက်80ရွယ်ဖွားဟူတယောက်ကိုလမ်းပေါ်မှာလိုက်ချောက်မိလို့ဖမ်းခံရတဲ့ဒီ Unity G1 စက်ရုပ်အကြောင်းနဲ့တရုတ်နိုင်ငံရဲ့တဟုန်တိုးတိုးတက်လာနေတဲ့စက်ရုပ်နည်းပညာအကြောင်းကိုဒီနေ့စီးနဲ့ Tech Talk ကနေတင်ဆက်ပေးသွားပါမယ်ချစ်စင်ကတော့တရုတ်နိုင်ငံမကာအိုမြို့ဖန်ထိန်အရက်မှာပါအဖွားဦးတယောက်လမ်းလျှောက်ရင်ဖုန်းကြည့်နေချိန်မှာသူ့နောက်ကနေလူတရက်စာလောက်ရှိတဲ့စက်ရုပ်ကြီးကတစ်ခါကုန်လိုက်နေတာပါညဘက်ဒီဆိုတော့အဖွားဦးလည်းတကယ်ကိုလန့်သွားပြီးတော့အာနှလုံးနဲ့တုံကုန်ပြီးဒါယူနေတာလားဆိုပြီးအဟိတ်ခဲ့ပါတယ်အဆိုမာရဲတွေရောက်လာပြီးစက်ရုပ်ကိုပခုံးကနေကင်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်ဒီမှာမေးစရာရှိကြတာစက်ရုပ်ကဘာလို့အဖွားဦးနောက်လိုက်နေတာလဲဒီကြတော့ဒီစက်ရုပ်ကတရုတ်နိုင်ငံကထုတ်လုပ်တဲ့ Unity G1 ဆိုတဲ့ humanoid စက်ရုပ်ပါhumanoid ဆိုတာကလူနဲ့တူတဲ့စက်ရုပ်တွေကိုခေါ်တာပါ။သူ့မှာပါတဲ့ဆန်ဆာတွေကရှေ့မှာလူရှိရင်ကြော်မတက်ဖဲစောက်မှာဆိုတဲ့ program ပါပါတယ်။ဒါကြောင့်မလို့အဖွားကဖုန်းရက်ကြည့်နေတဲ့အချိန်မှာစက်ရုပ်ကလည်းအနောက်ကနေရင်ရင်ချစ်ချစ်လေးဆောင်ပေးနေတာပါ။ဒါပေမဲ့လူသားတွေရဲ့လူမှုဆက်ဆံရေး social common sense ကိုစက်ရုပ်ကနားမလည်တဲ့အတွက်ဒါဟာကြောက်စရာဖြစ်ရတဲ့တစ်ခုဖြစ်သွားခဲ့တာပါ။ဒီ Unity G1 ကဘာလို့နာမည်ကြီးလဲဆိုရင်သူ့ရဲ့စီးနှုံကြောက်ပါ။အရင်ကလူသားပုံစံစက်ရုပ်တွေကဒေါ်လာသိန်းချီပေးရပေမဲ့အခုဆိုရင်ဒီ Unity စက်ရုပ်ကဒေါ်လာ16000ဝန်းကျင်အရောင်းချတာပါပုံမှန်ကားတစ်စီးကမ်ဘူတက်တောင်တက်တာပါတယ်သူကခောက်သိမ်းလိုက်ရင်ခီးဆောင်အိတ်အရွယ်ပဲရှိပါတယ်360ဒီဂရီလှည့်နိုင်တယ်လို့လေးကြပိုင်းရင်လည်းသူ့ဘာသူပြန်ထနိုင်ပါတယ်ဒီကြောင့်ဈေးသက်တာတဲ့အတွက်ကြောင့်ကုမ္ပဏီအငယ်တွေကမကလူတူးချင်းစီကနေအောင်ဝယ်သုံးနေကြပါတယ်အခုဆိုရင်တာမယ်တင်ညာရေးစင်တာတွေတောင်ဝယ်ပြီးကြော်ညာဖို့သုံးလာတဲ့အထိတရုတ်မှာတင်ကျဲနေပါပြီဒါပေမဲ့ဒီဖြစ်ရက်ကကျွန်တော်တို့ကိုတတိပေးလိုက်တဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဤပညာကရှေ့ရောက်နေပေမဲ့လူမှုစည်းကမ်းတွေကနောက်ကျန်နေသေးတာပါ။စက်ရုပ်တွေကိုလူစီကားတဲ့နေရာတွေမှာဘယ်လိုသုံးခွင့်ပြုကြမလဲ။အများဒီလူလုံခြုံရေးအတွက်ဘယ်လိုဥပဒေတွေထုတ်ထားမလဲဆိုတာကအဆင့်ခုံးမှုအသစ်တွေဖြစ်နေပါပြီ။တရုတ်နိုင်ငံကတော့2025နောက်ပိုင်းမှာစက်ရုပ်တွေကိုအစုလိုက်အပြုံလိုက်ထုတ်ဖို့ပြင်ဆင်နေတဲ့အတွက်နောက်ဆိုရင်လမ်းလျှောက်တဲ့အခါနောက်မှာစက်ရုပ်တွေကိုပါလာတယ်ဆိုတာကယူအီသွားတဲ့အထိဖြစ်လာနိုင်ပါတယ်။ဒီစီတော့လမ်းမှာစက်ရုပ်တရုပ်နဲ့ဒီလိုမျိုးညနေချင်းဆိုင်တူးရင်ဘယ်လိုလုပ်မလဲခုလိုပဲညမကြီးမှာနောက်မှာစက်ရုပ်တရုပ်ရောက်နေမယ်ဆိုရင်ဘယ်လိုတုံ့ပြန်ကြမလဲကွန်မဝင်ရဆွေးနေပြကြပါအောင်တွေ့ရပစ္စည်းနဲ့ကောက်ထုမယ်လို့တော့မပြောနဲ့နော်ရိုးနေအသက်တာဘူးဗျခုလိုနီးပညာသတင်းအနေနဲ့ထူးခြားတဲ့ Tech Blue တူတာတွေကိုအမြဲတင်ဆက်ပေးနေတဲ့ June and Tech Talk Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်